လာတဲ့ပြုံးလေးနဲ့ငါခွေရိုင်းလဲယုံထွက်ဖို့မကြိုးစားတော့ကွယ်မင်းရဲ့အတွက်ဆိုငါရှုံးသမားပါအိုးတော့ငါကြားခဲ့ဘူးတဲ့ချစ်ကမီလို့ပူလောင်နေတဲ့အခုကြတော့မင်းနဲ့တွေ့မှအဲ့ဒီစကားတွေမယုံတော့ဘူးငါဖျားဟောလဲရှိတာပဲမုန်းတရားထမ်းမြစ်တာပဲဘွားကြဖို့ဟောခဲ့သေးတာပဲဘာကြောင့်မို့ငါကိုကွယ်မင်းလေးခုမုန်းခြင်းလဲမဆောင်ကြည့်တော့မထိုးနဲ့ကြောက်ပါတယ်ကဲဆိုရင်ရင်ထဲမှာငါဆွဲလန်းချင်မိနေပြီရှင်ဆိုရှင်ပေးပြောမလားအသက်တောင်းလိုက်ပေးဖို့ ready ကဘာပြူတော့မမိုးတဲ့ငါနေမုန်းမလားကြောက်တတ်နေပြီပလက်စတစ်လောင်းပြီးတော့ကြောင်တောင်နဲ့ဟာဘာမှလည်းမသိဘူးရှောက်ပြောအချင်းနဲ့ပတ်သက်ရာရာနဲ့အမှတ်တရတွေဆိုရင်